ကြည့်တာနော်အဲ့မောင်လေးလားမမလေးစင်ပါလားကျမအမြန်လုံးလေးပြန်တယ်တော့မအောက်ကတက်ကမြင်တယ်တော့တာနာမည်ဘယ်လိုခေါ်လဲတာအောင်လို့ပါပဲနာမည်ဘယ်လိုခေါ်လဲမောင်လေးဟင်းချစ်ရပါတယ်ချစ်ပါတယ်ဟင်းရောက်ပြီးတော့ချစ်ရပါအဲ့လိုလားဟင်းချစ်ဆိုတာဟင်းရောက်ပြီးတော့မောင်ချစ်တယ်ပြောဒီတိုင်းပြောမှာလားမမကိုချစ်လားဒါချစ်ပါတယ်ဆိုတာချစ်တယ်လို့ပြောမှာချစ်ပါတယ်ဆိုတာနည်းနည်းပြောရတယ်မမကိုချစ်ပါအရင်ချစ်တယ်အသက်ဘယ်လောက်လဲပြောဆက်ရှိတယ်အသက်ဆက်ရှိဆို7နှစ်ငယ်တယ်7နှစ်ကြည့်တော့ငယ်တယ်ကျမအိုနေပြီအသက်ကြီးနေပြီအဆင်ပြေပါရဲ့နော်လူပါသေးတယ်နော်အဲ့ဆိုမှအသိမကွာသလိုခံစားရတယ်နော်မောင်နော်ရင်းသားရှိလားမရှိဘူးသိကြနော်ပြီးမှချိန်သေးကြောင်တော့ဒရွဲပြတ်သွားတယ်ဆိုဖြစ်တယ်ကျမမေးတယ်နော်ဖိတ်တဲ့ကြည့်နော်သူရည်သားမရှိဘူးလို့ပြောတယ်နော်အဲ့တော့မမမောင်လေးပြောစင်တာဒီနေ့ပေါ့နော်ကျတော့ဒီခဏကိုရင်ဝေးဘူးပြောဒီနေ့ရှင်မောင်တီးစိတ်ရွှင်နေတာဆိုင်ကနေပြီးတော့မမကိုပြောတယ်မောင်လေးတယောက်ကိုတဲ့ချဲတဲ့ရအောင်ရှာတဲ့သူနဲ့ညာရင်သူတို့ကလက်ဖွဲ့ပြီးနေတယ်ဒီရှင်မောင်တီးစိတ်ရွှင်နေတာဆိုင်အဲ့လိုပြောတယ်သူတို့အကြီးကျယ်သစင်တာလက်ဖွဲ့မှာအဲ့တော့ကျမစဉ်းစားလိုက်ရမယ်မောင်လေးစဉ်းစားလိုက်ရမယ်စဉ်းစားမလားမစဉ်းစားဘူးလားစဉ်းစားလိုက်မယ်နော်မောင်နေတာမမရေးတောက်မယ်ရေးတိုက်မယ်ဟေးဘာစိတ်မှမရှိဘူးမောင်ရောဟဲ့မင်းကလေးအိမ်လေးကြီးတိကစီကြီးလေးဘလို့တော့အိမ်လေးလေးနဲ့ကြီးကြမယ်မမပြန်တိုင်းမယ်ဒီကဗဇတိဟာမှာချက်တယ်ရတော့မယ်ဒါကြမုံတရရေရောမောင်လေးရောမောင်လေးမကပြပြအရင်တော့ဒီမောင်လေးပါပြင်ကမှာဆိုမောင်အားရှိနေမှရမှာမမလည်းကိုကိုင်တာမမလည်းကိုကိုင်တာမအားရစီမယ်โอเคဒီเจ้าတွေကိုအိမ်ရသူတွေလည်းသိနေတယ်နော်အသက်ပြည့်မှာလားဆက်စင်နေဘယ်နှစ်ရက်ကျော်19ပြည့်တော့မှာအစိုးရပြီနော်18ပြည့်ပြီပါအဆင်ပြေရနော်ဟုတ်တယ်နော်โอเคအဲ့တော့ဒီဘုံတီးလေးစိတ်မြင်တာဆိုင်တစ်စင်တာလက်ဖွဲ့ကိုပြင်ထားပါနော်โอเคကဲစမယ်နောင်ရှင်းအေးအောင်โอเค come on ရန်ကမယ်နော်မရှင်းနဲ့နော်โอเคရန်လိုက်တာပဲလား hey 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 ရှင်တေးမင်းကတော့ဆက်နေတော့现在不
လက်ကင်ရင်လို့လက်တွေမောင်းလေးသေးထွက်ကြပါနော်စင်ပြေလားအစင်ပြေလားပါလေဘာမှမဖြစ်ပါဘူးနော်စင်ပြေပါနော်ဒီနေ့အိပ်ပျော်မှာပါနော်ရေကုန်သားဘယ်ဘက်မှာဒီဘက်မှာရန်ကုန်လေရန်ကုန်လေဘယ်လိုတော့အရန်စပ်ဖို့တာပဲတော်တော်ဒီမှာရန်ကြရအောင်မှာတကယ်ကျေးဇူးပါဟောင်းလေးโอเคဆက်